မင်္ဂလာပါရှင် Soapstar ရဲ့ School Management Platform မှာပါဝင်တဲ့ External Report တစ်ခုဖြစ်တဲ့ Teachers Relevant Check အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်။ဒီ platform ဟာကျောင်းတွေအတွက် management နဲ့ admin လုပ်ငန်းတွေကိုပုံမလွယ်ကူမြန်ဆန်စေဖို့အတွက်ရည်ရွယ်ဖန်တီးထားခြင်းဖြစ်ပါတယ်။ဒီကဏ္ဍမှာတော့ဆရာမတွေရဲ့ Relevant Check အကြောင်းကိုပြောပြပေးမှာပဲဖြစ်ပါတယ်။ Teacher Relevant Check ဟာဆိုလို့ရှိရင်ဆရာမတွေကခွင့်ယူတာဒါမှမဟုတ်မမျှော်လင့်မဲ့ပြက်ကွက်တာမျိုးမှာအစားထိုးမဲ့ဆရာကိုအချိန်တိုအတွင်းရှာဖွေနိုင်မှုအတွက်အသုံးပြုရမှာပဲဖြစ်ပါတယ်။ဒီ feature ဟာ management နဲ့ admin role နှစ်ခုစလုံးအတွက်အသုံးဝင်မှာပဲဖြစ်ပါတယ်။ဒီ system ကိုအသုံးပြုတဲ့အဓိက rules နှစ်ခုရှိပါတယ်။ပထမ rule ကတော့ management rule ဖြစ်ပါတယ်။ management rule မှာဆိုလို့ရှိရင်အဓိကအားဖြင့် report တွေနဲ့ကျောင်းရဲ့အကြီးစားဆုံးဖြတ်ချက်တွေကိုချမှတ်ရသူတွေဖြစ်ပါတယ်။ဒုတိယ rule ကတော့ admin rule ဖြစ်ပါတယ်။ admin role မှာဆိုရင်တော့ကျောင်းရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုစနစ်တကျထိန်းချုပ်ဆောင်ရွက်ရသူတွေဖြစ်ပါတယ်။ External report ကနေတဆင့်ရှာဖွေဖို့အတွက်ကျောင်းမှာရှိတဲ့ odd teacher ဒါမှမဟုတ် break teacher ကိုစားဖို့လိုတဲ့ရက်စွဲလိုအပ်တဲ့သင်ကြားချိန် start time နဲ့ end time ကိုထည့်သွင်းပေးရပါမယ်။ဒီချက်လက်တွေကိုရွေးချယ်လိုက်တာနဲ့ system ကနေအဲ့ဒီအချိန်စရာမှာလစ်လက်နေတဲ့အစားထိုးသင်ကြားပေးနိုင်တဲ့ဆရာမတွေကိုရနိုင်မဲ့အချိန်စရာAvailable timetable by teacher ကိုချက်ချင်းဖော်ပြပေးမှာပဲဖြစ်ပါတယ်။ဒါကအရေးပေါ်ချိန်တွေမှာချိန်ကုန်သက်သာစေပြီးတော့စီမံခန့်ခွဲမှုကိုအရန်လွယ်ကူစေမှာပဲဖြစ်ပါတယ်ရှင်။ Soapstar ရဲ့ School Management Platform မှာပါဝင်တဲ့ function တွေအကြောင်းကိုကြည့်ရှုပြီးလူချင်းမင်းတို့အကြောင်းအတွက်အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါကယခုဖော်ပြပါဖုန်းနံပါတ်တို့ဖြစ်စေ Soapstar ရဲ့ Facebook Messenger Viber တို့ကဖြစ်စေဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။အချိန်ပေးနားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ရှင်။